木蘇တယောက်ဤစွန်စားခံအပိုင်း3တောလေမှာလေတစ်ချက်တောင်မလို့တလို့တိတ်ဆိတ်နေတယ်မိစ္ဆာကြားကြီးမဲ့တက်နိုင်လို့နှွေယောက်ကညနေချင်းဆိုင်ရက်နေကြတယ်မိစ္ဆာကြားကြီးကမြေကြီးကိုလက်ခောက်နဲ့အားပြင်းပြင်းထိုးလိုက်သည်မြေမုံတွေလေထဲမှာပြန်တက်သွားတယ်တက်နိုင်မျက်လုံးမပိတ်ပဲကြားကြီးရဲ့လှရှားမှုကိုကြည့်နေတယ်သူ့လက်ထဲကလှန်ကိုပိုပြီးတင်းတင်းကြိုင်လိုက်သည်ကြားကြီးကနောက်တစ်ကြိမ်အော်ထန်ကြီးထုတ်လိုက်တယ်။ရောအဲ့ဒီအတန်ကြောင့်အနီးနားကငှက်တွေအားလုံးပြန်တက်သွားကြတယ်။ချက်ချင်းပဲကြားကြီးကတက်နိုင်ဘက်ကိုအမြန်ဆုံးခုန်ထွက်လာတယ်။တက်နိုင်ဘဲဘက်ကိုလှမ်းရှောင်ပြီးမြေကိုလှဲ့ပတ်ပြေးလိုက်တယ်။ကြားကြီးရဲ့လက်ခောက်ကသူ့နားကတစ်ပင်ကိုဖြတ်လဲပစ်လိုက်တယ်။တက်နိုင်အခုနေရေးယူပြီးလှမ်းကိုပြန်ထိုးလိုက်၍ဒီတခါလှမ်းကကြားကြီးရဲ့ပခုံးဘက်ကိုထိသွားတယ်ကြားကြီးနာကျင်ပြီးပို့ပြီးတောထားထွက်လာသည်။အော်တန်ကြီးနဲ့တောတစ်ခုလုံးထပ်ပြီးလှုပ်ခတ်သွား၏။တက်နိုင်လဲသွေးပူလာပြီးမကြောက်တော့ဘူး။ဒီနေ့မင်းနဲ့ငါတယောက်ပဲကြံ့မယ်လို့သူစိတ်ထဲမှာပြောလိုက်တယ်။ကြားကြီးကနောက်တစ်ကြိမ်ခုန်လာပြီးတက်နိုင်ကိုဖိသွားဖို့ကြိုးစားတယ်။တက်နိုင်မြ мян ကန်ပြီးတောင်ပေါ်ဘက်ကိုလှမ်းတက်လိုက်တယ်။အဲ့ဒီနေရာမှာတစ်ပင်ကြီးတစ်ပင်ကိုသူမြင်လိုက်၏။သူ့စိတ်ထဲမှာအကြံတစ်ခုပေါ်လာသည်မိစ္ဆာကြားကြီးကိုအနိုင်ယူဖို့အစီအစဉ်တစ်ခုစတင်စဉ်းစားနေတယ်။ဟွာဆက်ရန်အပိုင်းလေးကိုစောင့်ပါနော်။ Subscribe လုပ်ဖို့မမေ့နဲ့အောင်နော်။